လားပါရှင်ဒီနေ့ခင်ခင်ကဒီအခန်းလေးအပြင်စင်လေးပြချင်လို့ပါခန်းထဲလိုက်ပါရှင်အခန်းရဲ့အိမ်သားရေးချက်ခန်းအရင်ပြချင်ပါပါဒါကတော့ခန်းရဲ့အိမ်သားချက်ခန်းလေးပေါ့နော်ဒါကတော့ရေချိုးတဲ့နေရာပါဒီများရေချိုးတဲ့နေရာဆိုတော့ဒီမှာရေကစားပြီးလို့ရှိရင်အဝတ်လျှော်တာတို့ခလေးတွေရောပါမှာဆိုတော့လေဒီမှာလွတ်လွတ်လပ်လပ်အကျယ်ချိုးလို့ရအောင်ဆိုပြီးတော့မှဒါလေးပြင်ဆင်ထားပါတယ်ပြီးတော့ဒီမှာပေးစင်လေးပါပေးစင်ဆိုလို့ရှိရင်ဒါကင်းလို့စိတ်ကြိုက်ပေါ့နော်စိတ်ကြိုက်ဟိုကလောက်ထားတဲ့ဟာပေါ့နော်ဒါ ready made ဝယ်ထားမှာမဟုတ်ဘူးပြီးဒီကမှာဆိုလို့ရှိရင်ကာဝါလေးခဏထားပေးတယ်ပြီးတော့ဒီမှာအိမ်ဒါပါဒါအကျယ်ကြီးပဲဒီတိုင်းချိုးခန့်အကျယ်ကြီးလောက်ထားပေးတယ်ပြီးတော့ဒီမှာအိတ်ခမ်းကိုဆက်ပြီးပြပါမယ်ဒီမှာဆိုလို့ရှိရင်ဒါမှန်တင်ခုံပေါ့နော်ခင်ခင်ရဲ့အကြိုက်ပဲဒါကတော့အကြီးကြီးလုပ်ထားပေးရကိုအိမ်မှာကြီးရတယ်လို့ပြောဖြစ်အောင်လုပ်ထားပေးပါတယ်နောက်ထပ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒါအဝတ်တက်တာလေးထားလို့ရအောင်ပေါ့နော်ကြဲကြဲဝုန်းဝုန်းလေးတက်တာတစ်လုံးထားလို့ရတယ်ဒီအောက်မှာလည်းထားလို့ရတယ်ပြီးဒီနောက်မှာလည်းနေရာအလို့ရှိရပါတော့ပြီးဒီမှာအင်ကြီးချိတ်တဲ့ဟာလေးပါတယ်ပြီးတော့ဒါတကူလုံးပေါ်တဲ့မှန်ပေါ့ဒီကလုံးပေါ်တော့မှန်ဒါကျတော့အရေးကြီးဆုံးပဲ main ကလေးတွေအတွက်beach ကိုလာတယ်ဆိုလို့ရှိရင်တပုံလိုက်ကြမယ်အဲ့တော့မှအဝတ်စားလဲလို့ရှိရင်တကုံလုံးပေါ်တဲ့မှန်လေးခင်ရမ်းကြိုက်လို့ကိုကြိုက်တာလေးကိုထည့်ထားဒါလေးကတော့အိပ်ရာလေးပါဒါလေးတဲ့အိပ်ရာလေးပါရှင့်အိပ်ရာရဲ့ဂဒင်ဆိုလို့ရှိရင်ဒါတကယ်ကိုယ့်ရဲ့အကြိုက်ဆုံးအကြိုက်ဆုံးအရာအကြိုက်ဆုံးအရာတွေဆိုတဲ့ဟာကိုပဲအချိန်ပေးပြီးတော့မှလုပ်ထားတာပေါ့နော်ဒါတော့ဂဒင်ဖြစ်ပါတယ်ပြီးတော့ခေါင်ဆိုလို့ရှိရင်အခန်းကခေါင်မြင့်မြင့်လေးလုပ်ထားပေးတယ်နောက်ထပ်ပြီးတော့ခေါင်အမိုးကိုဒနိတုံထားပါတော့ဒါဆိုလို့ရှိရင်ရိုးရာလေးလည်းမပြတ်အောင်ပေါ့ပြီးလို့ရှိရင်မြန်မာမှုလေးလည်းပါသွားအောင်ဆိုပြီးတော့မှဒီရဲ့ဒနိလေးမိုးထားပေးပါတယ်ဒနိမိုးတဲ့ဟာကဘာတက်ကောင်းလဲဆိုတော့သူကအေးတယ်နေရမ်းပူတဲ့ချိန်အခန်းထဲမှာနေအောင်မှနေလို့ရတယ်အေးနေတဲ့ feel လေးခံစားရတာပေါ့နော်အေးလေးရတယ်မယ်ဒီမှာဆိုလို့ရှိရင်ဒါရေတက်ပေါ့နော်မတော်ဒီမှာဟိုဗာလဲရေတက်ဘူးပလတ်စတစ်တွေကိုတိတ်မသုံးချင်လို့ဒီရေကြားလေးကိုထည့်ထားပြီးတော့ဗာရေကိုဖြည့်ထားပေးတယ်ဒါစိတ်ကြိုက်တောက်လို့ရတယ်နောက်ထပ်ပြီးတော့ခင်ရဲ့ဒါဆိုလို့ရှိရင်လီစီယာ coffee လေးထည့်ထားပေးပါတယ်စိတ်ကြိုက်လေးတောက်လို့ရအောင်ဆိုပြီးတော့မှ coffee quack လေးရဲ့ coffee ဒါထည့်ထားပေးရပါတော့ပြီးလို့ရှိရင်ဒီနေရာလေးကအဲ့လို coffee quack လေးနဲ့ coffeeတောက်လို့အေးစစ်စစ်ထိုင်တောက်လို့ရတဲ့နေရာလေးစားလဲဖတ်လို့ရတယ်ဒီနေရာလေးကအကေခုံလေးနဲ့မထိုင်ချင်ဘူးဒီလိုလေးပေါ့ကလေးလေးပါတယ်ဆိုလို့ရှိရင်ဒီလိုလေးထားချင်တယ်ခဲတော့အရန်ကြိုက်တယ်အဲ့လိုလေးထားရတာလေဒီလေးထိုင်ပြီးတော့မှအခန်းပြင်ကိုမှအပင်သေးသေးဆူဆူလေးနဲ့အဲ့လိုကြည့်ရတဲ့အရာသားလေးကိုပေါ့ခင်ဗျာအရန်ကြိုက်ပါတယ်ဒါကတော့အခန်းတစ်ခန်းရဲ့အပြင်စင်လေးပါရှင့်ခင်တော့အဓိကဒါဒီပင်လယ်မှာလာပြီးဆောက်ရတဲ့အဆောက်အဦဖြစ်တဲ့အခါကျတော့ဒီရဲ့ကမ်းခြေရဲ့အရသာလေးလည်းမပြတ်အောင်ပေါ့နော်ရိုးရာလေးလည်းပါအောင်ဆိုပြီးတော့မှအသက်နိုင်ဆုံးပြင်ဆင်ပြီးတော့မှဆောက်ထားပါတယ်ဒီအရှိဆိုလို့ရှိရင်ဒါကမ်းခြေကိုရောက်ပြီပေါ့နော်ဒီခန်းနေတဲ့လမ်းမြင်နေရတယ်ကေရေကူးပဲပါညာဆိုလို့ရှိရင်ဒီအရှိလေးထပ်လိုက်တာနဲ့ရေကူးလိုက်ရုံပဲရှင့်ကေဒီရဲ့ကမ်းခြေမှာပဲထိုင်ချင်တယ်ဆိုရင်ခုံလေးအများကြီးပြင်ဆင်ထားပေးတယ်နောက်ခန်းနေပြမယ်နော်ဆိုရင်ဒီလိုအခန်းကြီးကတော့အားလုံးအတွင်းနဲ့အပြင်စင်ကတော့အားလုံးတူတူပဲတခြားခန်းလေးတွေလည်းရှိပါသေးတယ်ဟိုကဟိုဘက်ကနေပြလိုက်ဒါအခန်းကြီးဆိုလို့ရှိရင်ဒါအရှိမှဆိုတာဆိုအပင်ရှိနေရပေါ့နော်ဒါပေမဲ့အပင်လုံးဝမဖြတ်ဘဲနဲ့အပင်ကိုပဲထပ်ထားပြီးတော့မှအပင်ရိတ်ကလေးလေးရအောင်ဆိုပြီးတော့မှရအောင်ဆိုပြီးတော့တက်နိုင်ဆုံးစောက်ထားတဲ့အခန်းလေးပေါ့နော်ခန်းပြီးရင်ဒါကတော့နောက်ထပ်အခန်းလေးတွေကတော့အကုန်လုံးကတော့ပုံစံတူလေးတွေပဲလုပ်ထားပြီးပါတယ်ဒီမှာပါအပင်လေးတွေဂျားတွေကနေသွားတဲ့အခန်းလေးပါရှင်